မြူတီကိုဒူထဲတာ ဦးဆိုင်တာ ဆက်တယ် ဘာလို့ဆက်တာလဲ ဟုတ်ကဲ့မင်္ဂလာပါရှင်မူခေ online shop လေးကြိုဆိုပါရှင် ဒီနို့ဆိုင်ဈေးကြီးဆုံးပန်ကာဝယ်မလို့ငါ့ကိုလိုက်ပြပေးစမ်း ဟုတ်ကဲ့ရှိပါရှင်ဗလေးကိုလာခဲ့ပါရှင်ဒီမှာပါရှင်မလေးတို့ဆိုင် online shop တီးတန့်လေးမရဲ့အမကဘယ်လိုဖြစ်လို့ရောက်လာတာလဲဒီကို ငါဘက်တန်ငါစုံစမ်းပြီးလာလေဘာဖြစ်လဲ မလေးတို့ဆိုင် online shop တီးတန့်မို့လို့အိမ်ရောက်ငွေချင်းနဲ့ပို့ပေးရလေ YN expert ရောက်တဲ့မြို့တိုင်းကိုအိမ်ရောက်ငွေချင်းပို့ပေးနေအမကဘာလို့တကူးကကြီးဆိုင်ထိလာနေရတာလို့ ငါဘက်တန်ငါစုံစမ်းပြီးတော့လာလေနို့ဆိုင်ဈေးကြီးဆုံးပန်ကာကိုဒါပြလိုက်စမ်း ဒါလေးရှိမယ်ရှင်ဈေးကြီးဆုံးဆိုရင်တော့ ဘလောက်လဲတိတိလေးကိုငါ10လုံးတောင်ဝယ်နိုင်တယ် ဒီကားရဲ့ဈေးကတော့ 50,000 ပါရှင် ဟမ် 50,000 ညလာ တသိန်းခွဲ တသိန်းခွဲ ညားလို့လားအမ ဒီငါ့ကို tin small လား ထင်ပြီးကိုမပြီးတာ နင်းရဲ့ basic salary ကဘလောက်လဲ အမ personal အမသိစရာမလိုပါဘူးအမရဲ့ business salary ပြောပြစရာမလိုပါဘူးအမ နင်းရဲ့ basic salary ကငါ့ရဲ့အင်ဂျစ်တစ်ထည်စားတော့မရှိဘူးတော်ပြီနင်းနဲ့ဆက်မပြောချင်ငါ့ကိုဈေးထက်ကြီးရဟာပြ အဲ့ဆိုလည်းဒီဘက်လာပြန်နော်ဒါလေးကတော့ညီမတို့ရှိမှာဈေးကြီးဆုံးပေါ့နော် ဘာတော့ငါနင့်ကိုနှစ်ချက်ပြခိုင်းတာမဟုတ်လေငါပန်ငါပြခိုင်းတာ အမရဲ့ဆွဲကြိုးအမရဲ့လက်ကောက်အမရဲ့ဇွန်းအမအာမနာဒါကငကြက်မမဟုတ်တာအမရဲ့ဒါကပန်ကာ အဲ့ဒီကပန်ကာလား ဟုတ်တယ်ဒီဒါကပန်ကာလေးမယုံရင်အမနာစင်ကြည့် အိုးအီဟုတ်တာမိုက်တာ ဟုတ်တယ်လေဒါက3 street တောင်ပါလေ ဒါတည်းကဈေးလုံးဘယ်လောက်လဲ ဈေးလေးက35သိန်း ဟမ် 35သိန်း မလေးဒါလေးကိုရမ်းပြမရအောင်လေ မရအောင်နော်အမဒါလေးရနော်အမကလည်းအမအနေထားရင်းနဲ့လက်ငင်းဝယ်သွားပါလားအမရဲ့ မလေးရဲ့ဒါတွေကအတော်ဘူးတွေပါကျွမ်းမဆိုငါဒါနွားကြောင်နဲ့ဝတ်တာတကယ်မရအောင်ဆိုရင်အမပြန်တော့မယ်နော် အဲ့ဒါကိုများကြီးကြီးကျယ်ကျယ်နဲ့ဆိုင်ထဲထိဝင်လာပြီ